မင်္ဂလာပါဒေါက်တာဝေပါတပည့် cleansing ကိစ္စကိုခဏမေးကြတယ်ကျွန်တော်တို့တွေမကပါဘူးရေပြားဆရာဝန်တွေလှပဆရာဝန်တွေကိုလည်းရမ်းမေးကြတယ်တပည့် cleansing လုံးမှအရေပြားကပို့ပြီးတော့ကောင်းလာမှာလားဝက်ချန်တွေထွက်တာတွေတက်တာလာမှာလားဆိုပြီးမေးကြတယ်အမြဲလုပ်ဖို့လိုလားဆိုရင်ကျွန်တော်တို့ဘယ်လိုပြောမလဲအရေပြားဘက်ကနေပြီးကြည့်ပြီးပြောမယ်ဆိုရင်အရေပြားမှာကာကွယ်ထားတဲ့အလွှာလေးရှိတယ် skin barrier layer လို့ခေါ်တယ်အဲ့ skin barrier layer ကိုကျွန်တော်တို့ကပုံမူပြီးကောင်းမွန်လာအောင်လို့တစ်ချိန်လုံးလုပ်နေရတဲ့အချိန်မှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအဲ့ skin barrier layer ကိုတစ်ချိန်လုံးပျက်စီးအောင်လို့အပြင်ကနေပြီးတော့တုတ်ချနေတယ်ဖြတ်စည်းနေတယ်အဲ့ဒါမျိုးဆိုရင်ပြဿနာရှိနိုင်တယ်အဲ့တော့ double cleansing လုပ်တဲ့ဥစ္စာကိုကျွန်တော်က skin barrier တွေကိုဖြတ်စည်းနေတယ်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့အလွန်အကျိုးလုပ်တယ်ဆိုရင်တော့ skin barrier layer တွေပြတ်နိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်ကိုမေးလေးရှိတဲ့သူတွေထဲမှာ double cleansing လုပ်ရမလားဆိုလုပ်ရမယ်ဒါပေမဲ့နေ့တိုင်းမလုပ်နဲ့သို့တော့မိတ်ကပ်လိန်ရင်တော့လုပ်ရမှာပေါ့မိတ်ကပ်လိန်တဲ့အချိန်မှာမိတ်ကပ်ကြီးလိန်ပြီးတော့ဒီတိုင်းညဒီတိုင်းထိုးအိတ်သွားတယ်မျက်နှာတော့မတည်ဘူးထိုးအိတ်သွားတယ်အဲ့ဒါဆိုရင်တော့အဲ့မိတ်ကပ်ရဲ့အညစ်အကြေးတွေကမျက်နှာရဲ့အရေပြားမှာဘယ်လိုပြောမလဲဝက်ချန်တွေထွက်လာတာတို့เนาะပြီးတော့နောက်မျက်နှာအရေပြားအတွက်ဥပတ်ဖြစ်တဲ့ဟာမျိုးတွေဖြစ်လာနိုင်တာပေါ့เนาะအဲ့တော့ကျွန်တော်အနှစ်ချုပ်ပြောမယ်ဆိုရင်တော့ double cleansing ဆိုတာလုပ်ရတယ်ဒါပေမဲ့သုံးတဲ့ double cleansing ကိုနည်းနည်းသတိထားရမယ်ဘယ်လိုလဲဆိုတော့ chemical များတာမသုံးပါနဲ့ကျွန်တော်ကတော့အကြံပြုချင်တာအရက်ပြန်မပါတဲ့ double cleansing လေးတွေသုံးပေးပါဒါပေမဲ့နောက်တစ်ခုကကြတော့အမြဲတမ်းမလုပ်ဖို့ကျွန်တော်မှာချင်ပါတယ်ကျေးဇူးတင်ပါတယ်